ဒီတစ်ခါကိုနာမှာတွေ့တာပြီးတော့ကတ်နေအောင်ကိုမလွဲပြီးတော့တပားသူကိုစိတ်မဝင်စားအောင်ဘသူမှပြောင်းလဲပြီးမချစ်ပဲနဲ့မိမိပဲတန်တန်ဆွဲချစ်နေအောင်ပြုလုပ်ရတဲ့နေရာရနီလန်းလေးတစ်ခုကျွန်တော်ပြောပြပေးမယ်နော်အဲ့ဒါကကျောင်းဆိုင်မင်းတင်ကတင်ကြပြတာပေးတဲ့ရတွေကတစ်ခုပေါ့နော်အဲ့ဒါကပြောင်းမှုတစ်ခုကိုရှာပါနော်ပြောင်းမှုတစ်ခုအဓိကပြောချင်တာပြောင်းမှုအယူယူသွားပါဘပုဆိုင်အောင်သွားပါသွားပြီးတော့တောက်တက်ပုံလေးထုတ်ခိုင်းပါအဲ့တော့အိမ်အောင်သေးဆိုလဲအိမ်အောင်သေးဇနီးမောင်နှံနှစ်ဦးတွဲရိုက်ထားတဲ့ပုံတော်၎င်းတပုံစီကိုခွဲထုတ်ပြီးတော့ပုံတပုံထဲမှာသူတပုံကိုတပုံကြည့်လိုက်ရင်တော့ဗျာဒီဘက်မှာတပုံဒီဘက်မှာတပုံတရွက်ထဲမှာပုံနှစ်ပုံပါတာအဲ့လိုလေးထုတ်နိုင်ပိုကောင်းတယ်ဓာတ်ပုံတပုံထဲမှာပုံနှစ်ပုံဖြစ်နေတဲ့ပုံလေးဆိုပိုကောင်းတယ်အဲ့လိုလေးပြောင်းမှုရုပ်ကိုတောက်တက်ပုံလေးထုပြီးရိုက်ဆိုခဲ့ရင်ကို့အနာကိုဘယ်သူကကတ်ချင်တာဥမာဆိုကြပါစို့မိမလှုပ်သူကကိုယ့်ရဲ့ယောက်ျားကို့အနာကတ်ချင်တယ်ကို့ပဲတွေ့တာချင်တယ်ကို့ပဲဂရုစိုက်မှုပေးစေချင်တယ်ဆိုခဲ့ရင်အတ္တိရဲ့အမျိုးသားရဲ့မျက်နှာလေးမှာတောက်တက်ရဲ့ရှေ့လက်နှစ်ချောင်းအဲ့ဒါလေးကိုကတ်လိုက်ရတယ်ပြောမယ်ဆိုတော့ဒီမှာရောက်အမျိုးသားပုံဒီမှာမိမိပုံအဲ့ဒါဆိုရင်အဲ့ရဲ့အမျိုးသားရဲ့ပုံလေးမှာတောက်တက်ပုံလေးဒီလိုလေးကတ်လိုက်အရှိလိုက်လေအဲ့တော့ဒီမှာဘဒုကိုကတ်ထားတယ်သူ့ကိုကတ်ထားတယ်မျက်နှာလေးကလက်လေးရောဒီမှာကနောက်က6တောက်2ချောင်းအမိလေးကကိုယ့်ကိုကတ်ထားတယ်အဲ့လိုလေးလှုပ်ပြီးရိုက်ဆိုတာနဲ့အဲ့ကတ်တဲ့ခါကျရင်စူပါဒူးတို့ကော်လေးလို့အဲ့ဒါလေးနဲ့ကတ်လိုက်ကတ်ပြီးတော့အဲ့ပုံလေးကိုစောင်းတာအဲ့တောက်တက်လေးချစ်သူကြီးသားလည်းလှုပ်လို့ရတယ်ဘယ်နေ့တွေလုံးမလဲဆိုကိုယ့်ရဲ့မွေးနေ့9:45အဲ့တော့ဘပုဆိုင်တွေမှာသွားထုပါထုပြီးတော့အဲ့နီးကိုအသုံးပြုလို့ရပါတယ်နော်ဒါလေးကျွန်တော်လာပြော